Grace Bible online ပေါ်မှာရှိနေကြကုန်တော့ချစ်ခင်လေးစားတမှုထားပါတော့ဂုဏ်သေးရှိဆရာမိပါကိုမမများခင်ဗျာကျွန်တော်တို့ဒီနေ့ဖရာတကာဖရာအရှင်တကာအရှင်တခင်တကာတခင်ဘုရင်တကာဘုရင်လို့ခေါ်တဲ့စစ်မှန်တော့ဖရာကောင်းဝင်နေကြီးတမတ်တရှိအရာဝတ္ထုအလုံးဆိုလို့ဖန်ဆင်းပိုင်တာအုပ်စုတော်ဖရာတခင်အကြောင်းလေးလာဖို့ရချိန်ကြရောက်လာပြီဖြစ်တော့ကြောင့်မိမိရဲ့စနှလုံးတကားပြင်ဆင်ရဖျက်ခင်ထံတို့ချင်းကကြပါစို့လို့ကျွန်တော်နေနဲ့မိတ္တပြရိုက်ခံဖိတ်ခေါ်အပ်ပါတယ်ခင်ဗျအခုဒီလကတော့ဒီနိုဝင်ဘာလဖြစ်ပါတယ်နောက်နေ့တော့ရဆိုတော့ကျေးဇူးတော်ချီးမွမ်းခြင်းအကြီးကြီးကာလရောက်လာမှာပေါ့ကျေးဇူးတော်ချီးမွမ်းတယ်ဆိုတာကတာမန်စကားလူတွေနဲ့တာမန်လူတွေစကားပြောဆိုတော့ကျေးဇူးတင်တာကျေးဇူးတင်တဲ့ပွဲပေါ့ဗျာအဲ့တော့ခရစ်စမတ်လဒီဇင်ဘာလကိုခရစ်စမတ်လလို့ခေါ်တယ်ဒါကကဘာတလောကလုံးမှာရှိတဲ့လူတွေယုံကြည်သူခရိယန်ဖြစ်စေခရိယန်မဟုတ်တာဖြစ်စေဗုဒ္ဓဘာသာမွတ်စလင်ဘာသာဟိန္ဒူဘာသာနတ်စာလူမာသမအကုန်သိတယ်ဗျာအကုန်သိဟိုမွေးလာကတည်းကဒီခရစ်စမတ်နဲ့ယဉ်နေတာခဲ့ကြတယ်သခင်ယေရှုခရစ်မယုံလားဒါပေမဲ့လည်းဖခင်သခင်ကဒီလမှာခရစ်တော်မွေးတာမဟုတ်ဘူးဒီနှစ်တည်းမှာခရစ်တော်မွေးတာလည်းမဟုတ်ဘူးဒီရက်မှာခရစ်တော်မွေးတာမဟုတ်ဘူးလို့ကျမ်းစာထဲမှာမထည့်ထားဘူးမွေးတဲ့ရက်နဲ့မွေးတဲ့လနဲ့မွေးတဲ့နှစ်နဲ့မထည့်ထားဘူးဗျာတမန်မဆိုလို့မထည့်ထားပေမဲ့ကျွန်တော်တို့တွေကဘာဖြစ်လို့ဖခင်သခင်ကိုဒီလိုဒီဇင်ဘာလ25ရက်နေ့ရေလို့တတ်မှတ်ပြီးတော့မှတိကြကြတေးချာတတ်မှတ်ပြီးမှကိုယ့်ကိုပွဲတော်ကြီးလုပ်ပြီးမှတကဘာလုံးအသိပေးကြော်ညာပြီးမှချီးမွမ်းပျော်ရွှင်ဝမ်းမြောက်အောင်မြင်ချမ်းသာပျော်မြူးနေရတာလေသူကကယ်တင်ရှင်တခင်ယေရှုခရစ်တော်ကဟိုးကောင်းကင်နိုင်ငံမှာဘုရားသခင်နဲ့အတူတူနေထိုင်နေရင်းကနေပြီးတော့မြေကြီးပေါ်ဆေလွတ်ခြင်းခံရတယ်ကျွန်တော်တို့ကလည်းအဲ့ဒီသခင်ယေရှုခရစ်တော်ရောက်ရှိလာမှပဲစစ်မှန်တဲ့ဘုရားသခင်ဘယ်လိုကျွန်တော်တို့ကောင်းကင်နိုင်ငံသွားရမယ်နိလန်းကဘယ်လိုနီးနေကျင့်ကြံအားထုတ်ရင်ဘယ်လိုယုံကြည်ဘယ်လိုလက်ခံဘယ်လိုကုကွယ်ဘယ်လိုကျင့်ကြံဘယ်လိုအားထုတ်ဘယ်လိုခံယူရင်ရောက်ပဲကျွန်တော်ခံရတဲ့ပုံစံလွဲချော်ရင်မရောက်ဘူးခံရတဲ့ပုံစံမှန်ရင်မှရောက်မယ်အဲ့ဒီမှာလည်းနိစ္စနဲ့ဘယ်လိုလဲဆိုတော့သခင်ယေရှုခရစ်တော်မိမိရဲ့ကေတမချေတက်ခင်ယုံကြည်ပြီးသူဟောပြောသူပြောပြခဲ့တဲ့စကားတွေကိုသေချာတလုံးမှမကြမ်းခွဲစိတ်ဖြာပြီးတော့နားလေသဘောပေါက်ပြီးမှအဲ့ဒီသူတင်တဲ့တိုင်းလိုက်ရှောင်မှရမယ်ဆိုတဲ့သဘောကိုကျွန်တော်နားလေရတယ်အဲ့ဒီသခင်ယေရှုခရစ်တော်ဟောပြောတဲ့ကမှနားမလည်ဘူးဆိုတော့ကျွန်တော်တို့ကကောင်းသခင်ယေရှုခရစ်တော်ယုံကြည်နဲ့ကယ်တင်ခြင်းရမှာမဟုတ်ဘူးသခင်ယေရှုခရစ်တော်လက်ခံနဲ့ကယ်တင်ခြင်းမရမှာမဟုတ်ဘူးယေရှုခရစ်တော်ကအပေါ်ယံပြလက်ခံထားတယ်ဒါပေမဲ့သူ့ရဲ့စကားကိုတိကြသေချာမှန်ကန်နီးမှလမ်းမှလက်မခံတဲ့သူတော့ဘယ်လိုမှကယ်တင်ခြင်းမရနိုင်ဘယ်လိုမှကောင်းကင်နိုင်ငံမရောက်နိုင်ဘူးဒီမှာလို့ဆိုဘာဖြစ်လို့လဲအခုကဘာတလောကလုံးမှာရှိတဲ့လူတွေတည်ရမှမကြသခင်ယေရှုခရစ်တော်ရှိတယ်ဆိုလူတိုင်းသိကြခရစ်စမတ်ဆွေတာကြတဲ့ယေရှုခရစ်တော်ကြွလာတဲ့လပဲဆိုတော့လူတိုင်းသိကြတယ်နံပါတ်1သိကြတယ်နံပါတ်2တချို့တွေဆိုယုံကြည်ကြတယ်ခရစ်တော်ဆိုတာရှိတယ်ဆိုတာယုံကြည်ကြတယ်အဲဒီဇမန်25ရက်နေ့ဆိုခရစ်တော်ကြွလာတဲ့လရက်ဖြစ်တယ်အဲ့ဒီခရစ်တော်ဆိုတဲ့ပုဂ္ဂိုလ်ကခရိယန်ကိုကိုယ်နဲ့ဘုရားဖြစ်တယ်အဲ့ဒီခရစ်တော်ကိုကိုယ်နဲ့ဘုရားခင်ယေရှုခရစ်တော်ကိုယုံကြည်လို့ရှိရင်နော်ငရဲမှာလွတ်ပြီးတော့မှကောင်းကင်ကိုပို့ဆောင်ပေးတယ်ဆိုတာဒါကလူတိုင်းသိတဲ့အရာပဲဒါလူတိုင်းသိတဲ့အရာပဲဒီမှာမဆိုဗုဒ္ဓဘာသာလည်းသိတယ်မွတ်စလင်ဘာသာလည်းသိတယ်နတ်စာဘာသာလည်းသိတယ်ကွန်မြူနတီလည်းသိတယ်ဘုသူဆိုသိတယ်လက်ခံထားပြီးသားဒါကယ်တင်ခြင်းရမှာမရနိုင်ဘူးဘာဖြစ်လို့လဲသေချာနားထောင်လိုက်ရှောက်ကျင့်ကြအားထုတ်ခြင်းမှာပါတယ်တော့ယာကုပ်ကျမ်းထဲမှာဒါကြောင့်ရှင်ယာကုပ်ကဒီလိုပြောတယ်အကျင့်မှာပါတဲ့ယုံကြည်ခြင်းအသေးပဲဖြစ်တယ်
မင်းအချင်းရှိတယ်ငါကယုံကြည်ခြင်းရှိတယ်ပြိုင်မလားလို့မင်းကငါမှတော့အချင်းရှိတယ်မင်းမှယုံကြည်ခြင်းရှိတယ်ငါနဲ့ပြိုင်မလားလို့ယာကုပ်ကဒီလိုစင်ကိုခဲ့တာအဲ့ဒီယာကုပ်ကသခင်ယေရှုခရစ်တော်ကြီးခရစ်တော်နဲ့အနည်းဆုံးနေခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါမှမဟုတ်ဒီစကားကိုတိတိကျကျသိသိချာချာရဲရဲဝံ့ဝံ့ပြပြတသားခေါ်ပြောရတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီခရစ်တော်ကြွလာမယ့်နေ့ကနှစ်လည်းမပါဘူးစံစာထဲမှာကျွန်တော်တို့အဓိကဒီခရစ်တော်ကိုသိရှိရတယ်ကျွန်တော်တို့ထာဝရဘုရားကိုးကွယ်တယ်သခင်ယေရှုခရစ်ယုံကြည်တယ်ဆိုတာကျွန်တော်တို့ခရစ်တော်ကိုမြင်ဖူးတာမဟုတ်ဘူးခရစ်တော်နဲ့ဘယ်သူမှတွေ့ဖူးတာမဟုတ်ဘူးဘုရားခင်နဲ့လည်းဘယ်သူမှတွေ့ဖူးတာမဟုတ်ဘူးအဲ့ဒီဘုရားခင်အတန်ကိုကြားတယ်လို့ယေရှုခရစ်တော်အတန်ကိုကြားတယ်ဆိုအလကားအဲ့ဒါလူချင်းချင်းရှောက်လို့တာလင်ညာနေတာဘယ်သူကမှခရစ်တော်နဲ့မတွေ့ဘူးဘယ်သူမှခရစ်တော်ရဲ့အတန်လည်းမကြားဘူးဘုရားခင်အတန်လည်းမကြားရဘူးကြားစရာလည်းမလိုတော့ဘူးဘာဖြစ်မလို့လဲဒီချမ်းစာအုပ်ကြီးထားထားပေးတာအဲ့ဒီချမ်းစာအုပ်ထဲမှာဘုရားခင်သူပြောချင်တဲ့စကားဟောကဘာဦးကနေပြီးတော့ဘာဦးချမ်းစပြီးတော့နော်အစကနေအဆုံးကိုဗျာဒိတ်တီမှာသူရေးထားပြီးသွားပြီကောင်းတဲ့အဟောင်းနဲ့ကောင်းတဲ့အသစ်တွေအကုန်ရေးထားပြီးသွားပြီဒါပေမဲ့ဘုရားခင်အသံတော်ကြားစရာကိုအကြောင်းမရှိယေရှုခရစ်တော်ပြောတဲ့စကားအသံတော်ကိုကြားစရာကိုအကြောင်းမရှိတော့ဘာပဲလို့အဲ့လဲဆိုတမန်ကျမ်းစာသေးသေးချာချာလိလာသင်ကြားခံယူဖတ်ရှုယုံကြည်နံပါတ်1ယုံကြည်စာဒါထာဝရဘုရားကြီးရဲ့တမန်ကျမ်းစာဖြစ်ဒါသခင်ယေရှုခရစ်တော်တမန်ကျမ်းစာဖြစ်တယ်ဆိုနံပါတ်1ယုံကြည်မှုအပြည့်နဲ့နံပါတ်2ဖတ်ရှုရမယ်နံပါတ်3လိလာခံယူရမယ်ဒါမှအဲ့ဒီလူတွေကကယ်တင်ခြင်းရမှာဖြစ်တယ်လို့ပြောဆိုတဲ့ဒီစမန်25ဒီကတော့ခရစ်စမတ်လည်းမဟုတ်ဘူးယေရှုကြွလာတဲ့နေ့လည်းမဟုတ်ဘူးယေရှုကြွလာတဲ့လလည်းမဟုတ်ဘူး25ကြွလာတဲ့နေ့မဟုတ်ဘူး20ဒီစမန်တလားလုံးလုံးလည်းယေရှုခရစ်တော်ကြွလာတဲ့လလည်းမဟုတ်သေချာတယ်အဲ့ဒါတော့မဟုတ်တာသေချာဘာဖြစ်လို့အဲ့ဒါမဟုတ်တာသေချာလဲဆိုတော့တမိုင်းကိုလေ့လာတဲ့ခါမှာနေယောသဆိုတဲ့ခေါင်းချမ်းခန်းကြီး30မှာရေးထားတာတွေ့ရတယ်ဟာမရဲ့မြေနော်ကုရှာရဲ့သားနော်ကုရှာရဲ့သားဟာမအဲ့ဒီဟာမရဲ့သားအဲ့ဒီနေယောသဆိုတဲ့အငယ်ဆုံးတော့အထွေးဆုံးတော့ပုဂ္ဂိုလ်ဖြစ်တယ်သူဟာအင်မတန်မှခုံအားပလာအစွမ်းတတ်တဲ့ပြည်စုံတဲ့လူတစ်ယောက်ဖြစ်တယ်အဲ့ဒီခါတော့ကဆိုရင်နဘာလုံးနိုင်တဲ့လူတတ်နိုင်ဖြတ်နိုင်တဲ့လူဟာဘယ်ရင်ပဲဖျားတဆူပဲအခုခေတ်ကတော့လက်နဲ့ခေတ်ဆိုတော့တော်ခုံကဘလာပဲကြီးတော်အားဘလာပဲကြီးတို့ကိစ္စတနနဲ့ပြတ်လိုက်သေးတာဟိုတော့တနမရှိဘူးလေဟိုတော့လှန်နေဓာတ်တွေပဲရှိတယ်လက်တီးပဲရှိတယ်ဒုတ်တွေဓာတ်တွေနဲ့ဒုတ်တွေဝါဝင်းဒုတ်တွေနဲ့ရိုက်တဲ့ခေတ်အဲ့ဒီနေယောသဆိုအင်္ဂလိပ်လိုနေရောအဲ့နေရောဆိုတဲ့ပုဂ္ဂိုလ်ကဘလောက်အားကြီးလဲဆိုလူရော20 30 40 50နဲ့ရိုက်တာပေါ့နဘာလုံးကတပ်ဖြတ်တာသူပဲနိုင်တယ်လို့ပြောတယ်ဒီမှာဆိုသူပဲအဲ့တော့သူအာကြီးနဲ့သူကဩဇာအလိုနဲ့ဩဇာအနာလူတွေအတူကြောက်ကြတာပေါ့လေသူရိုက်မှဆိုလို့သူ့နဘာလုံးလို့မနိုင်တော့တတ်လို့ဖြတ်လို့တိုက်ခတ်လို့မနိုင်တော့အဲ့ဒါနဲ့သူနောက်ပြန်ကျတော့ဘဝနေမြင့်ပြတော့မှသူကခေါင်းဆောင်ကြီးတွေဖြစ်လာတယ်ခေါင်းဆောင်ကနေပြီးတော့မှအဲ့ဒီခေါင်းဆောင်အဆင့်နဲ့ဆရာအဆင့်နဲ့ပြီးတော့မှအဲ့ဒီမှာတခင်အဆင့်ကနေမှဖယားအဆင့်နဲ့တင်မြောက်ခြင်းခံရတဲ့ပုဂ္ဂိုလ်လို့ပြောတယ်အဲ့တော့ဘာမို့လို့ရေးတိုက်ကိုခေါ်ဆောက်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီပုဂ္ဂိုလ်ပဲတဲ့ကျွန်တော်တမိုင်းကိုလေ့လာကြည့်တဲ့အခါမှာဘုရားတကယ်မြင်အောင်လိုက်ကြရအောင်လာကြပါငါတို့ဒီဘုရားခင်ငါတို့ကိုတခါတူလာခြင်းတဲ့ခါမှာလာပြီးတော့မှသူပြန်သွားတဲ့ခါပြန်သွားငါတို့တွေ့ခြင်းတဲ့ခါငါတို့ပြောခြင်းတဲ့ခါမပြောရမတွေ့ရဘယ်ရောက်လဲကသူရှိနေတယ်ငါတို့တွားရသူဘယ်မှာရှိတယ်သူရှိတယ်ငါတို့လက်အောင်ဆိုပြီးမှတိုက်ခေါ်ဆောက်တာဘုရားတခင်တို့ပဲငါတို့တကူကြီးအောင်ဘုရားတခင်တို့ပဲငါတို့ဘုံကြီးအောင်ဘုရားတခင်တို့ပဲထင်ပေါ်ကြောကြောင်းအောင်ရင်တူတဲ့အောင်ဖျားရည်တူငါတို့ကြိုးစားကြစို့ဆိုပြီးမှစံကျင်ပုံကပြီးဖျားကိုပုံကပြီးတော့မှသူကဘာမှတော့သူဖျားကိုသိတယ်လို့ယူကြည်တယ်လို့အခုတကဘာလုံးမရှိလို့ခရစ်စမတ်လာကိုသိတယ်လို့ခရစ်စမတ်လာသခင်ယေရှုခရစ်ရဲ့မွေးနေ့လာဆိုတာသိတယ်လို့ခရစ်တော်ဆိုတာသခင်ယေရှုခရစ်တော်ဖျားဆိုတာခရစ်ရဲ့ကုကတဲ့ဖျားဆိုတာသိတယ်လို့အဲ့ဒီခရစ်တော်သခင်ခရစ်ရဲ့ကုကတဲ့ဖျားကိုယုံကြည်လို့ရှိရင်ငရဲကလွတ်ပြတော့မှကောင်းရင်ရောက်မယ်ဆိုတာအဲ့ဒီအကြောင်းကိုခေါ်ပြောတဲ့ပုဂ္ဂိုလ်လို့ဆိုတာအတမ်းနဲ့သိထားကြတယ်လို့ပဲဒီနေယောသကလည်းဖျားတခင်သိတယ်
ဖျားတခင်ကိုကိုးကွယ်တဲ့မိသားစုထဲမှာပဲသူမွေးလာတာပဲဒါပေမဲ့မာနတွေကြီးပြီးမှဘူနေမြင့်ပြီးမှအောက်ချင်လွတ်ပြီးမှသူကဖျားတခင်ကိုစန့်ကျင်ပုံကန်တဲ့ဘက်ကိုရောက်အဲ့တော့ဘာလို့ရေးတိုက်ဆိုရှုပ်ထွေးခြင်းအခုအီရတ်နိုင်ငံမှာရှိတယ်အဲ့ဒီအရာတော့ဖျားတခင်ကသူ့စန့်ကျင်ပုံကန်မှန်းသိတယ်ကစိတ်နှလုံးကိုဖတ်ဖျားတခင်လူရဲ့စိတ်နှလုံးကိုဖတ်ပြီးမှအလုပ်လုပ်တယ်လူလို့ယေရမိကျမ်းထဲမှာရေးထားကျမ်းတော်မြတ်မှာပါပါတယ်ဟေရှာယမှာလည်းပါပါတယ်ဒီကြောင့်ကျွန်တော်ဒီသမတိကျမ်းမှာလည်းအများကြီးပါတယ်စိတ်နှလုံးဖတ်တဲ့အကြောင်းအဲ့တော့နေရောတဲ့စိတ်နှလုံးဖတ်ကြည့်တဲ့အခါမှာနေရောတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာဖျားကိုစန့်ကျင်ပုံကန်တိုက်ခိုက်ပြိုင်ဆိုင်လို့တော့သူဖြစ်တယ်အဲ့တော့သူ့ကိုလူတွေကြောက်ရင်ကိုကိုရင်ယုံကြည်သူနောက်လိုက်တယ်သူဖျားပြီးတော့အဲ့ဒီပုဂ္ဂိုလ်ရဲ့မွေးနေ့ကဒီဇင်ဘာ25ရက်နေ့အဲ့ဒီသူကအရှင်ဘက်ထွက်သွားသလားအဖေဝဲထွက်သွားသလားဆိုတော့တမိုင်းမှာကျွန်တော်တို့မသိရဘူးဒါပေမဲ့ယောမလူမျိုးတွေကနော်ယောမလူမျိုးတွေကအဲ့ဒီဖျားကိုနတ်ဖျားပြီးကိုးကွယ်တယ်နော်သူကနေမင်းအရှုံးပေးရတော့ဖျားတဲ့သူကနေမင်းဖျားလို့ပြောတာဒီဇင်ဘာရဲ့နောက်ဆုံးဇန်နဝါရီအစောဆုံးဖြစ်ပြီးတော့မှယောမတွေကိုးကွယ်တဲ့နတ်ဖျားအဲ့ဒီနေမင်းဖျားဟာတဲ့နေ့တာအတူဆုံးဒီဇင်ဘာ25ရက်နေ့မှာမွေးလာတယ်အဲ့တော့ BC 333 BC 373မှာယောမတွေခွန်ဆောင်ထိုင်းကသူကိုယ်တိုင်တော့ဒီခင်ယေရှုခရစ်တော်ကိုကိုယ်ပဲမဲ့သူလူတွေအားလုံးယောမအင်ပါယာအားလုံးစစ်သားတွေအားလုံးရဲဘော်တွေအားလုံးတခင်ယေရှုခရစ်တော်ကိုကိုယ်ဖို့သူအမိန့်ထုတ်ရအသေးစိတ်ကတော့အရင်ဘက်တော့ကျွန်တော်ပြောပြီးသွားပြီနော်ပြောပြီးတော့အခုတော့အတန်းဖြစ်မဲ့ပြောမယ်နော်အဲ့တော့အဲ့ဒီ sorryအဲ့ဒီနေမင်းဖျားကိုကိုယ်နေရင်လည်းတို့တော့တခင်ယေရှုခရစ်ပြောင်းပြီးကိုယ်ကိုယ်ဖို့အစီအစဉ်ရှိတဲ့ခါကျတော့တို့ကကဲငါတို့ယောမတွေကိုယ်ကိုယ်တဲ့ငါတို့အဲ့တော့ယောမနဲ့ဟိုအခုဆိုယောမလို့ပြောလိုက်လို့ရှိရင်ဟိုဒီ Roman Catholic ကိုပြေးပြီးတော့မြင်တယ်အဲ့တော့ Roman Catholic တော့မပေါ်သေးဘူးနော် Roman Catholic ဆိုတာဒီ BC 300နောက်ပိုင်းမှာပေါ်လာတာကျွန်တော်တို့တမိုင်းဖြစ်သိရမယ်ဆိုရင်အဲ့ဒီခွန်ဆန်ထိုင်ကိုကိုယ်လာခဲ့ကြရတာဘယင်ကိုကြောက်ပြီးတော့အဲ့တော့အဲ့ဒီဘယင်ကငါတို့ယောမတွေကိုကိုယ်တဲ့နတ်ဖျားနေမင်းဖျားရဲ့နေ့ဒီဇင်ဘာ25ကိုငါတို့ခရစ်တော်ရဲ့မွေးနေ့တတ်မှတ်လိုက်ကြရအောင်ငါတို့ခရစ်တော်ကိုကိုယ်သူ့ကိုမကိုကိုယ်တော့ဘူးသူ့မယုံကြည်တော့ဆိုခရစ်တော်ကိုကိုယ်တယ်ဆိုခရစ်တော်ငါတို့နတ်ဖျားရဲ့အစာကိုကိုယ်ရအောင်ဆိုတော့ဖြစ်လာအဲ့ဒါကBC 73မှာခွန်ဆောင်တိုင်းမှာအမိန့်ထုတ်တယ်လို့ကျွန်တော်သိရတယ်။နောက်သူရဲ့ဘင်ခံတပါးနဲ့နော် BC 336မှာကျတော့ရောမပထမအုပ်စုပြက်တယ်မှာပုတ်ဂျူလက်နဲ့ဒီခွန်ဆောင်တိုင်းကဒီဇင်ဘာ25ဟာတဲ့နော်ခရစ်စမတ်ဖြစ်တယ်ဆိုပြီးပွဲတော်ခရစ်စမတ်ပွဲကိုခေါ်လို့တယ်။အဲ့ဒီဒီဇင်ဘာ336နော်ဆိုတော့ကျွန်တော် BC ပြောနေလားမသိဘူးနော် BC နဲ့ AD နဲ့တခါကျွန်တော်ပြောမှာတယ် BC ဆိုတာခရစ်တော်မတိုင်ခင် before Christ AD ဆိုတာခရစ်တော်ပေါ်ပြီးတော့ပဲရေးတွက်တယ်လားဒါအကြမ်းဖျင်းကျွန်တော်မှတ်ထားရအောင်တချို့မသိတဲ့လူတွေလည်းရှိမှာအဲ့တော့ AD 373မှာတခင်ယေရှုခရစ်လူတိုင်းကိုယ်ကိုယ်ရမယ်ဆိုအမိန့်ကိုခွန်ဆောင်ထိုင်းပြင်းပြင်းထန်ထန်ထုတ်လိုက်တယ်သူကိုယ်တိုင်တော့မယုံဘူးလို့သိရတယ်ဒါပေမဲ့သူ့အမေဟေလင်ကယုံတယ်သူ့အမေဟေလင်ကယုံဘာဖြစ်လို့ယုံလဲဆိုတော့ယောမတွေစစ်တိုက်တဲ့ခါမှာဟိုးစစ်တိုက်ရဲ့အပေါ်မှာလက်ဝါးကားနဲ့မှုလက်ဝါးကားနဲ့အဖြူရောင်မိုးတဲ့ခါမှာသူတို့စစ်နိုင်တယ်အဲ့ဒီအကြောင်းကြောင့်သူတို့ကိုညီတဲ့ဖျားတို့ဒါဒီဖျားတော်တကူကြီးတာပဲငါတို့ကိုယ်လည်းနတ်ဖျားတွေပို့ပြီးတကူကြီးတယ်ဆိုပြီးမှလွန်းသူကြီးပြောရင်ဆိုတော့ယောမဒီကိုယ်ကိုဖြစ်လာတယ်ဒါကဒီဘစ် AD 300နောက်ပိုင်းမှာဖြစ်လာတဲ့ကိစ္စပဲAD 336မှာတော့ဘတ်မအောင်ဆိုယောမရဲ့ပြည့်တယ်ခရစ်တော်ရဲ့ပြည့်
ခရစ်တော်ရဲ့မွေးနေ့ဒီဇင်ဘာ25အသင်းတော်ဆုံးပဲဆိုပြီးကြော်ညာလာခဲ့ကြပြည့်တယ်မှာအတိအကျရေးလာခဲ့အဲ့ဒီနောက်ပဲတပီးAD 1000ကြော AD 1000နဲ့နေရာလောက်မှာဒီခရစ်စမတ်ပွဲဒီကဘာလုံးအတည်ဖြစ်သွားတာဖြစ်တယ်နောက်ပိုင်းမှာကျတော့နော်အမျိုးမျိုးကိုယ်ွယ်ကြနေရင်းနဲ့နော်အဲ့တော့ဒီဇင်ဘာလခရစ်တော်မွေးလာမဟုတ်တယ်လို့ဒီဇင်ဘာ25ခရစ်တော်မွေးနေ့မဟုတ်မွေးနေ့မဟုတ်ပြဿနာမရှိဘူးမွေးနေ့မဟုတ်နဲ့ခရစ်တော်မွေးနေ့ဖြစ်ကျွန်တော်တို့ကျင့်ပတ်ပျော်မျိုးကျင့်ပတ်ကောင်းချီးယူတဲ့ချီးမွမ်းတဲ့ပြဿနာမရှိဘူးဥပမာဒီစက်တင်ဘာ25အောက်တိုဘာ25ဒီဇူလိုင်25မှာဆိုပြဿနာမရှိဘူးဟိုဒီဇင်ဘာ25နေမင်းဖျားဆိုနတ်ဖျားကိုကူးကွယ်တဲ့နေ့ရက်ဖြစ်နေတယ်ဒါကြောင့်လည်းနေမင်းဖျားရဲ့နေ့ကိုဆွဲသွင်းလိုက်ပြီးမှခရစ်ယာန်တွေပြောပါကြတဲ့ခါမှာဒီခရစ်စမတ်ပွဲလုပ်တဲ့ခါမှာအကောင်းကျိုးတဲ့ဆိုးကျိုးမှန်ကန်ခြင်းနဲ့မှားယွင်းခြင်းကိုတာ၍များနေတာတွေ့ရတယ်။ကောင်းကျိုးအင်မတန်မှနေပြီးတော့မှဆိုးကျိုးကများနေတာတွေ့ရတယ်။မှန်ကန်မှုကအင်မတန်မှနေပါပြီးတော့မှမှားယွင်းမှပို့ပြီးတော့များမြောင်နေတာဖြစ်တယ်။အဲဒီခရစ်စမတ်လိုက်ရောက်တဲ့အခါလူတွေကအသင်းတော်တွေအလှူငွေတွေလိုက်ချကြတယ်။โอ้ยังกูมาสุจริตရှိတော့ဆိုဟိုတော့ရောမှာရှိတဲ့လူတွေဟိုအနေနဲ့အရေးရမှာရှိတဲ့အသိတော်လူတွေလာပြီးยังกูมา present လာဆိုတဲ့တချင်းဆိုပြီးတော့အလှူငွေလာရှာကြတယ်တခြားချိန်မှာဆိုရင်အဲ့လိုခွင့်ရမရှိဘူးလေအလှူငွေလည်းအဲ့လိုမထည့်ကြဘူးခရစ်စမတ်လာဆိုတော့လှူရမယ်လားတန်းရမယ်လားပေးရမယ်လားကမ်းရမယ်လားဆိုတော့ကျွန်တော်တို့က automatic mind အခုခေါ်နေတဲ့လူတွေပြောနေကြပါလေကျွန်တော်တို့ရိုက်သွင်းခြင်းခံရတာအုံတော့နော်စေကြောခြင်းအုံတော့ရိုက်သွင်းခြင်းခံရတဲ့ပုံစံဖြစ်သွားတာပုံသေးဖြစ်သွားတာဘောင်ထဲမှာဖြစ်သွားတာအဲ့တော့အဲ့ဒီချိန်မှာတချင်းဆိုပတ်စံရမှန်းသိတဲ့ခါကျတူးချင်းလိုက်စု crossing လိုက်ဆိုရလူအလှူလိုက်ခံတဲ့လူအဖွဲလိုက် crossing လိုက်ဆိုရလူအလှူခံတဲ့လူနော်အမျိုးရှိတယ်အသိတော်နဲ့တွားတဲ့လူအဖွဲစီးနဲ့တွားတဲ့လူကိုယ့်ရဲ့ဝန်စာအတွက်တွားတဲ့လူတကယ်ပဲကိုယ့်ရဲ့သာသနာအတွက်လုပ်ချင်လို့ဖျားကြောင်းဆောက်ချင်လို့ဒီမှာလိုအပ်တယ်ရဖတ်ဆောက်ချင်လို့အဲ့လိုမျိုးတော့လူငယ်လိုက်ရှာလို့ရှိတယ်အဲ့ဒီချိန်မှာပဲ closing ဆိုရင်နဲ့ပိုက်ကြည့်သွားတဲ့လူငယ်တွေရှိတယ်ချစ်ကြိုက်သွားတဲ့လူငယ်တွေရှိတယ်အဲ့ဒီချိန်မှာပဲနော်အပျော်ရီလူကြီးကျေးဇူးတော်အချီးမွမ်းလူပြီးတော့မှကားတိုက်ပြီးသေတဲ့လူလေးပြပြချပြီးသေတဲ့လူအမှုလူကြီးသေတဲ့လူရံဖြစ်ပြီးသေတဲ့လူအများကြီးရှိတယ်အဲ့ဒီချိန်မှာခရစ်စမတ်ပွဲမှာပဲတခင်ယေရှုခရစ်တော်ကျူးဆိုတော့မပျော်မတတ်တဲ့ဝိုင်းတွေနဲ့ဘီယာတွေနဲ့အရက်တွေနဲ့ဆလိတ်တွေနဲ့ဘိန်းတွေနဲ့ပျော်ပါကြတာခရစ်စမတ်လာရှိပြီဘယ်လိုတော့မှဘယ်လိုတော့ကောင်းဒါမှတခင်ယေရှုခရစ်တော်ကသူ့ကျေးဇူးတော်ကိုနေ့တိုင်းချီးမွမ်းခြင်းနဲ့ချိန်လုံးချီးမွမ်းခြင်းနဲ့သူကြိုက်တာကဒီဇင်ဘာမှာမဟုတ်ဘူးနေဝင်ဘာမှာလည်းမဟုတ်ဘူးစက်တင်ဘာမှာလည်းမလုပ်နဲ့မင်းတို့ရဲ့စိတ်နှလုံးထဲမှာမင်းတို့ရဲ့စိတ်ထဲမှာငါဟာအမြဲတမ်းမွေးနေဖို့အရေးကြီးတယ်ငါဟာအမြဲတမ်းမွေးနေဖို့အရေးကြီးတယ်ငါမွေးလာတဲ့နေ့ရက်လနှစ်အရေးမကြီးဘူးငါမွေးလာတယ်ဆိုမင်းတို့သိရင်ပြီးရောအဓိကငါလာတယ်ဆိုမင်းတို့သိရင်ပြီးရောလူသားတွေကိုပြောတာကဘာသာအားလုံးတခင်ယေရှုခရစ်တော်တကယ်မွေးလာခဲ့တယ်တကယ်ပေါ်လာခဲ့တယ်တကယ်ရှိခဲ့ဖူးတယ်ဆိုသိဖို့ပဲအဲ့ဒါကိုသိရင်ကျေးဇူးတော်ချီးမွမ်းပါဒါပဲကဲကျွန်တော်ကြားစာကြည့်အောင်ဒီနေ့ဒီမှာနေရာပါယေရှုကြည့်မယ်မေခါခန်းကြီးကအငယ်နှစ်ကနေလေးထိကျွန်တော်ကြည့်အောင်အဲ့ဒီဘယ်လေဆိုတဲ့မြို့သေးသေးလေးမှာဂျေရုရှလင်မြို့မှာမဟုတ်ဘူးအဲ့ဒီဘယ်လေဆိုတဲ့ Ephraim မြို့လည်းခေါ်တယ်အဲ့ဒီ Ephraim မြို့ဆိုတဲ့ဘယ်လေမြို့သေးသေးလေးမှာမွေးလာလိမ့်မယ်တဲ့အဲ့ဒီဘယ်လေဆိုတဲ့ Ephraim မြို့ကဘယ်မှာရှိလဲဣသရေလနိုင်ငံမှာရှိတယ်နော်ဣသရေလရဲ့ဘုရားခင်ပြန်ကြည့်အောင်ဣသရေလကိုအုပ်ချုပ်မဲ့သခင်သည်တဲ့ငါဖို့အဲ့ဒီမှုမြမွေးလာလိမ့်မယ်မွေးလာလေလက်တက်မွေးလာလက်တက်နော်
ဝေးလာနေနေရာအတိအကျပါတယ်ဓမ္မမဆွေတို့နှစ်တွေနဲ့လတွေရက်တွေမပါတာပြန်ကြည့်အောင်သခင်ဒီရှေ့ကကဘာမဆာ၍ပေါ်ထွန်းသောသခင်ဖြစ်၏အဲ့ဒီသခင်ကရိုးရိုးသခင်မဟုတ်ဘူးတဲ့ကဘာကြီးမရှိခင်ကလေးကဟိုးလူသားမရှိခင်ကလေးကရှိတဲ့ပေါ်ထွန်းခဲ့ဖို့တဲ့သခင်ဖြစ်တယ်ယေရမိကျမ်းမှာတော့သူကဘာပြောလဲဆိုတော့အပြုကညာရဲ့ဝမ်းဘက်မှာမွေးလာမယ်လို့ယေရမိဟေရှာယကျမ်းမှာဟေရှာယကျမ်းခုနှစ်မှာငယ်ဆက်တော့မှာဟေရှာယကျမ်းမှာတော့သူကအတိအကျပြောထားတယ်အပြုကညာရဲ့ဝမ်းဘက်မှာမွေးလာလို့သူ့အတွက်နာမည်ကအီမာနွေလလို့ခေါ်နာမည်မှာရွေးပေးလိုက်တယ်နော်ကြည့်အောင်ဆက်လက်ပြီးတော့ဒါပေမဲ့တဲ့လူရဲ့ဝမ်းပိုက်မှာဘရိတ်တေယူပြီးတော့မွေးဖွားလာမှာဖြစ်တဲ့အတွက်အဲ့ဒီအမျိုးသမီးတွေသူ့ကိုဘရိတ်တေမတဲမချင်းဘရိတ်တေယူပြီးတော့ဘိုက်ကြီးပြီးတော့အလိုလိုဘိုက်ကြီးပြီးတော့မမွေးပေးမချင်းဒီအကြောင်းအရာဖြစ်မှာထမြောက်မှာမဟုတ်ဘူးအဲ့ဒါလို့တခင်ယေရှုခရစ်တော်ကြွလာမယ်ဆိုရင်နေရာနဲ့သူပြောထားတယ်လူနဲ့သူပြောထားတယ်အဲ့ဒီလူတဲ့ဂျူးလူမျိုးတွေသူကဒါဝိရဲ့အမျိုးနွယ်ထဲမှာမွေးဖွားလိမ့်မယ်လို့ဟေရှာယထဲမှာအတိအကျပါတယ်ဒါဝိရဲ့အငုတ်မှာလို့ပြောတယ်နော်ဒါဝိရဲ့အငုတ်ဆိုတော့ဂျူးလူမျိုးတွေပေါ့အဲ့ဒီဂျူးလူမျိုးတွေအမျိုးသမီးတဲ့ဝမ်းပိုက်ထဲမှာအလိုလိုဘိုက်ကြီးလာပြီးတော့မွေးလာမှာဖြစ်တဲ့အတွက်အဲ့ဒီလိုမျိုးဘိုက်ကြီးလာတဲ့အခင်းပြဿနာလင်နဲ့မဆက်ဆံဘဲနဲ့နော်ယောက်ျားမရှိဘဲနဲ့မင်္ဂလိတဲ့ဘိုက်ကြီးလာတယ်ဆိုတဲ့တည်င်းမချအားမချင်းဖြစ်လာမှာမဟုတ်ဘူးအဲ့လိုဖြစ်လာပြီဆိုရင်အဲ့ဒါငါပြောတဲ့အခုကဘာတလောကလုံးကတင်ချင်းပေးမဲ့ဖျားတခင်လက်ရှိဟိုကဘာဦးတန်ခိုင်းတက်တဲ့အခုချင်းဒီဣသရေလကိုကိုယ်ယုံကြည်လက်ခံကိုကိုယ်ထားဖျားတခင်သားတော့ကြွလာပြီဆိုတော့တိမရမှာဖြစ်တယ်နော်မရပါတယ်ဒီမှာနော်နောက်တစ်ခုကတော့တဲ့ဣသရေလလူမျိုးတွေနဲ့တကဘာလုံးမှာရှိတဲ့လူတွေနောင်တမရမချင်းဒီတခင်ယေရှုခရစ်တော်မွေးလာရခြင်းနဲ့အကျိုးကျေးဇူးတက်ရောက်မှာပေါ့ဘူးတဲ့ဒီတခင်ယေရှုခရစ်တော်ယုံကြည်ယုံနဲ့ကယ်တင်ခြင်းမရဘူးတဲ့ဒီကျွမ်းနာလေသဘောပေါက်ယုံကြည်လက်ကပြည့်တဲ့နောက်မှာမိမိရဲ့ဒုစရိုက်အဖြစ်နဲ့ပတ်သက်တာကိုနောင်တရမှကယ်တင်ခြင်းဆိုတာအထားမြောက်တယ်အဲ့ဒါပြောတာနော်မိမိရဲ့ဒုစရိုက်ဖြစ်လူမှာဒုစရိုက်ဖြစ်ဒုစရိုက်ဖြစ်နဲ့ဗီဇဖြစ်နှစ်ခုရှိတယ်ဓမ္မမဆွေးတခင်ယေရှုခရစ်တော်ကယ်တင်မယ်ရှင်တဲ့ခင်ယုံကြည်လက်ကလည်းတဲ့ဗီဇဖြစ်ဆိုတဲ့အာဒမ်နဲ့အေဝါကျူးလို့နဲ့ဖြစ်ကအလိုလိုပြက်သွားပြီလုံးဝချော့ပြကင်းတလဲစင်တန်ရှင်းစင်ကြသွားပြီဒါပေမဲ့ဒုစရိုက်ဖြစ်တဲ့ကြတော့နောင်တရအောင်ပဲယုံကြည်ယုံနဲ့မလုံလောက်ဘူးယုံကြည်ယုံနဲ့မပြီးသွားဘူးဒါကိုခရိယန်တော်များများကနားမလည်ကြဘူးတခင်ယေရှုခရစ်တော်ယုံကြည်ကယ်တင်ခြင်းရပြီကယ်တင်ခြင်းအဲ့လိုပြောကြတယ်အဲ့တော့ဒုစရိုက်ဖြစ်တော့မရဗီဇဖြစ်တော့ဟုတ်တယ်နော်ဒီဗီဇဖြစ်တော့ဒုစရိုက်ဖြစ်တဲ့အတွက်ကတော့တခင်ယေရှုခရစ်တော်လည်းယုံကြည်ဖို့လိုသလိုမိမိရဲ့အပြစ်နောင်တကိုလည်းဟောဖေးတဲ့နေ့ထိနောင်တရသွားဖို့လိုနောင်တရရင်ကိုပြုတ်ပြင်သွားဖို့လိုတယ်တဲ့အဲ့ဒီလိုပြုတ်ပြင်တဲ့ခါမှာလည်းကိုယ်အလိုဆန္ဒနဲ့ကိုယ်သဘောနဲ့ကိုယ်နားလည်မှုနဲ့ပြင်တာမျိုးမဟုတ်ပဲတခင်ယေရှုခရစ်တော်ဟောပြောထားတဲ့တုံသင်ထားတဲ့နှုတ်ကပတ်တော်နဲ့တကွအဲ့ဒီနှုတ်ကပတ်တော်ကိုကင်ဆွဲပြီးခံယူပြီးအဲ့နှုတ်ကပတ်တော်နဲ့အညီတခင်ယေရှုခရစ်တော်နှုတ်ကပတ်တော်နဲ့အညီခံယူရင်ကယ်တင်ခြင်းရမယ်အပြစ်ကိုဝင်ချတောင်းမယ်ဒါကြောင့်မို့ဣသရေလလူမျိုးတွေလည်းပဲဖျားမျိုးဖျားနွယ်ပြီးဆိုပြီးတော့မှဘာမှထွေထူးမာနကြီးစရာမရှိဘူးဘာမှပူပြီးတော့ဘိန်းတလုံးရှူစရာအကြောင်းရှိဘာမှပူပြီးမှအောက်ချေလို့နေစရာအကြောင်းမရှိဘူးသူတို့လည်းနောင်တမရရင်ကယ်တင်ခြင်းမရဘူးသူတို့လည်းသခင်ရှုခရစ်တော်မယုံကြည်ကယ်တင်ခြင်းမရဘူးနော်ကဘာဦးကလည်းသူတို့ယခုတည်းအဲ့ဒီထောရပြကိုကိုနေပေမဲ့တားယေရှုခရစ်တော်မယုံကြည်သူတို့လည်းကယ်တင်ခြင်းမရတယ်သူတို့လည်းနောင်တမရကယ်တင်ခြင်းမရဘူးကျွန်တော်တို့တဘာသူတွေဆိုတော့ကျွန်တော်ကဘာသားတွေအားလုံးကတော့ဘာဖြစ်ဘာပဲလဲ
ဖယားတခင်ကိုလည်းယုံကြည်ရမယ်သားတော်ယေရှုခရစ်တော်လည်းယုံကြည်ရမယ်သူ့စကားကိုနားထောင်ပြီးသူ့တမန်ကျမ်းစာနဲ့အညီမိမိကိုယ်မိလည်းအမြဲတမ်းနောင်တရအောင်ပြုပြင်ထိန်သိမ်းကာပဲစောင့်ရှောက်မှကယ်တင်ခြင်းဆိုတာဖြစ်လာမယ်အဲ့ဒီတော့ကယ်တင်ခြင်းပေးဖို့လာမယ်ဒါမှမဟုတ်လဲဒါဝိရဲ့အငုတ်ဆိုတဲ့ဂျူးလိုမျိုးတွေရဲ့အမျိုးသမီးတယောက်ရဲ့ဘိုက်ထဲမှာအလိုလိုဘိုက်ကြီးပြီးတော့မှမွေးလာလိမ့်မယ်တဲ့ဆက်ကြည့်အောင်ကိုဆုံးပြတော်မူလိမ့်မည်ဤတွေလာအမျိုးသားတို့နှင့်တကွကြံကျွင်းသောညီကိုတို့သည်မပြောင်းလဲမီတိုင်အောင်၎င်းသူတို့ကိုဆုံးပြတော်မူလိမ့်မည်သူတို့ကိုဆုံးပြတော်မူလိမ့်မယ်နော်ဘယ်သူမှဆုံးတော့မရဘူးဆိုရင်ဆုံးပြတယ်ဆိုတာကယ်တင်ခြင်းရှုံးဆုံးလာတမမျိုးဆိုရင်ဆုံးပြဆိုတာကယ်တင်ခြင်းရှုံးဆုံးအထမမြောက်တာဗျာယေရှုရဲ့ယုံကြည်တယ်ဒါပေမဲ့ကယ်တင်ခြင်းမရအောင်အဲ့ဒါဆုံးပြတယ်လို့ခေါ်တာသူ့ကိုဆုံးပြတော်မူလိမ့်မယ်တဲ့အဲ့ဒီအိစရေးလူမျိုးတွေအဲ့ကဘာသူကဘာသာအောင်တဲ့တခင်ယေရှုရဲ့ယုံကြည်ပြီးနောင်တမရတတ်ဘူးဆိုနောင်တနဲ့ခုကိုအမြဲတမ်းနောင်တနဲ့ခုကိုအမြဲတမ်းဝေဖန်သုံးသပ်ခြင်းပြန်ပြီးတော့မှ check-in လုပ်ခြင်းသုံးသပ်လိလာခြင်းပြင်ဆင်စရာဖြစ်ဆော့စရာရှိရင်ပြင်ဆင်စရာဖြစ်ဆော့စရာရှိဖြစ်ဆော့မလုပ်မချင်းဆွပြနေခရစ်တော်မယုံကြည်ပဲနဲ့နောင်တရလည်းကယ်တင်ခြင်းမရနိုင်ဘူးခရစ်တော်ယုံကြည်ပြီးတော့နောင်တမရလည်းကယ်တင်ခြင်းမရဒါဒုစရိုက်အဖြစ်အတွက်ရှင်းနေတာပဲတမန်ဆိုစัจကြအောင်ထိုသခင်သည်ရ၍ထာဝရဘုရား၏အစွမ်းတတ္တိနှင့်၎င်းမိမိဘုရားသခင်ထာဝရဘုရား၏နာမတော်တကောအာနုဘော်နှင့်၎င်းမိမိသောစုကိုကျွေးမွေးလိမ့်မည်အဲ့ဒီသခင်ယေရှုခရစ်တော်ကလူအလယ်မှာရပြီးမှဘုရားတကယ်တကောတော်နဲ့ပြည့်စုံပြီးတော့မှဘုရားသခင်လိုပဲတဲ့သူကသူကဘုရားရဲ့အစွမ်းတတ္တိနဲ့ပြည့်စုံတဲ့လူကြောက်ဖြစ်တယ်တဲ့တာမန်လူမဟုတ်ဘူးနော်မိဘုရားသခင်ထာဝရဘုရား၏နာမတော်တကောအာနုဘော်နှင့်၎င်းအဲ့ဒီဘုရားရဲ့နာမည်အဲ့ဒီဘုရားရဲ့ဘုန်းတကောအာနုဘော်နဲ့လည်းပဲပြည့်စုံသောသူဖြစ်တယ်တဲ့တာမန်လူမဟုတ်ဘူးစัจကြမိသောစုကိုကျွေးမွေးလိမ့်မည်သူတို့သည်လည်းတည်ကြလိမ့်မည်အကြောင်းမူကားထိုသခင်သည်မြေကြီးစွန်းတိုင်အောင်အစိုးရ၍ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူလိမ့်မည်အဲ့ဒီသူတွေကိုကျွေးမွေးလိမ့်မယ်တဲ့မိမိသူ့ကိုကျွေးမွေးမယ်ဆိုတာကဒီဝိညာဉ်အစာပြောတာနော်သူဆိုတာသခင်ယေရှုခရစ်ယုံကြည်လက်ခံကိုးကွယ်တဲ့လူတွေကိုသူလို့ခေါ်တယ်အဲ့ဒီသူတွေကိုကျွေးမွေးမယ်အဲ့ဒီသူတွေကလည်းပဲအဲ့ဒီသခင်ယေရှုခရစ်တော်နဲ့တည်နေလိမ့်မယ်အဲ့ဒီပြည့်ကြည့်အောင်အကြောင်းမူကားထိုသခင်သည်မြေကြီးစွန်းတိုင်အောင်အစိုးရ၍သူတို့သည်လည်းတည်ကြလိမ့်မည်အကြောင်းမူကားထိုသခင်သည်သူတို့လည်းတည်ကြတယ်အဲ့ဒီသူတွေလည်းပဲအဲ့ဒီယေရှုခရစ်တော်မြဲမြံခိုင်ခန့်နေလိမ့်မယ်တဲ့တကယ်ယုံကြည်လို့ဘာဖြစ်လို့လဲဆိုတော့တဲ့ဒီမှာကြည့်အောင်အကြောင်းမူကားထိုသခင်သည်မြေကြီးစွန်းတိုင်အောင်အစိုးရ၍ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူလိမ့်မည်အဲ့ဒီတခင်ဆိုတဲ့ပုဂ္ဂိုလ်ဟာတဲ့ကဘာကြီးတခုလုံးကိုအုပ်စိုးပိုင်ခွင့်ရှိသောပုဂ္ဂိုလ်ဖြစ်ပြီးတော့မှရန်ငြိမ်းခြင်းအကြောင်းလည်းဖြစ်တယ်တဲ့ငြိမ်းချမ်းခြင်းဒါပေမဲ့သူကငြိမ်းချမ်းခြင်းရဲ့ခေါင်းဆောင်ဖြစ်တယ်တမန်မျိုးဆိုငြိမ်းချမ်းခြင်းခေါင်းဆောင်ငြိမ်းသက်ခြင်းအရှင်ငြိမ်းချမ်းခြင်းရဲ့ခေါင်းဆောင်လို့ခေါ်တယ်သူနော်အဲ့ဒီဘာလို့ငြိမ်းခြင်းကြောင့်ဖြစ်လဲဆိုဟောကဘာဦးချမ်းခိုင်းတင်းနေမှာကျွန်တော်တို့အာဒါမ်နဲ့အေဝါကျိုးလို့လည်းပြည့်ကြောင့်ဘုရားခင်လူတွေကကတော့ကစားဖြစ်ပြီးတော့ဘုရားခင်လူတွေစက်ကောက်သွားစစ်ကောက်တယ်ပဲပြောကြပါစို့စစ်ဆိုးတာတော့မဟုတ်ဘူးစစ်ကောက်တာအထူးသဖြင့်အမျိုးသမီးတွေကိုဘုရားခင်စစ်ကောက်တာအမျိုးသားတွေကိုတော့ချွတ်ရင်ချက်နေနဲ့နားလေခုပေးထားတယ်ဒါပေမဲ့ကိုယ်တိုင်ခိုင်းကျွန်တော်တို့6မှာဖတ်ကြည့်လာတဲ့ခါမှာဘုရားခင်သားနဲ့လူသမီးတို့ဒီအပတရစုံဖက်ကြတယ်ဆိုတော့ပေါ်လာတယ်မိန်းမတွေကြတော့လူသမီးယောက်ျားတွေကဘုရားသားလို့ပြောထားတာတွေ့ရတယ်ဘာဖြစ်လဲလို့ပြောလဲဆိုတော့ယောက်ျားဆိုတာဘုရားခင်နဲ့ဆိုင်တဲ့လူတွေဖြစ်တယ်မိန်းမဆိုတာစာရဘက်ကလူတွေဖြစ်တယ်ဆိုတဲ့သဘောမျိုးသူကဆွတ်လိုက်တာမိန်းမတွေကိုလုံးဝဆွတ်လိုက်တာအဲ့ဒီမိန်းမတွေကိုအေဝါကျိုးလို့နဲ့အဖြစ်ကိုပြန်ပြပြေဖို့အတွက်မိန်းမတွေပဲပြန်ပြီးတော့မှဖြည့်ရှင်းပြရတယ်မိန်းမရဲ့ဝမ်းထဲမှာဗရိတ်တေယူပြီးမှမိန်းမတွေပဲပြန်ဝေးပေးရမှာဒါမှအလုတ်ကျွေးပြရမယ်အဲ့တော့အလုတ်ကျွေးပြမှပဲဒီမိန်းမအဒီကိုကယ်တင်ခြင်းပြန်ပေးမှာတိုင်းပေါ်ဒီမှာသူပြောတာအဲ့ဒါပဲဒီမျိုးသမီးတွေကဝင်းမျိုးသမီးရဲ့
one day မှာ break the day မရှိမချင်းတဲ့ဒီကတိချက်မဖြစ်လာသေးဘူးလို့မှတ်ထားပါအဲ့တော့ဘယ်ချိန်ကဖြစ်လာခဲ့ဘူးလဲဆိုတော့ AD ကျွန်တော်အတိုင်းပြတတ်မှတ်တာတော့ BC 6လို့ကျွန်တော်တတ်မှတ်တယ်ဒီကိစ္စဖြစ်တာနော် BC 6မှာလို့ကျွန်တော်တတ်မှတ်တယ်နော်ဘာလို့လဲဆိုတော့သူဒီနည်း attack ယေရှုနည်း attack ကိုတပ်ဖြစ်ပါဆိုတော့အမိန့်ထုတ်တဲ့ hero မင်းကြီးอ่ะ BC 4မှာတည်တယ်လို့ဂျူရီရဲ့တမိုင်းထဲမှာအတိအကျမှတ်တမ်းထဲမှာရှိနေတယ်အဲ့တော့ကြည်ချင်းအဖြစ်နည်း attack ဆိုတော့ကျွန်တော်အချမ်းပြယူချင်းပြပြန်တွေ့ကြည့်မယ်ဆိုရင် BC 6မှာမွေးလာတယ်လို့ကျွန်တော်တို့နားလည်တာအဲ့ဒီပတ်ဝန်းကျင်မှာဖြစ်ခဲ့တာပေါ့အဲ့ဒီပတ်ဝန်းကျင်မှာအမျိုးသမီးတွေဂျူးလူမျိုးတွေမှာရှိတဲ့ဂျူးအမျိုးသမီးတွေကလိန်နဲ့မဆက်ဆံမဲ့အလိုလိုပိုက်ကြီးပြီးမွေးလာတဲ့အဖြစ်ပြက်အပန်ရှိခဲ့ဖူးတယ်စာနဲ့ပေနဲ့အတိအကျဘယ်လိုပဲလေ့လာတွေ့ရှိနိုင်တယ်နေမျိုးနဲ့တွေ့ရှိနိုင်တယ်စာတစ်ဆောင်ပဲမဟုတ်နှစ်ဆောင်ပဲမဟုတ်သုံးဆောင်ပဲမဟုတ်မြောက်ဟိုး BC ကျွန်တော်တို့ BC 3000လောက်ကလည်းစပြီးတော့မှအဲ့ဒီရတဲ့အားလုံးကျွန်တော်တွေ့ရှိနိုင်တာဖြစ်တယ်ကောင်းတော့တမန်စီဒါပေမဲ့ဒီနေ့ကျွန်တော်တို့ဒီမိခါကြောက်ကြည့်နောက်ကျမ်းပိုက်ဒီပိုက်ကြည့်အောင်ရှေလူကခန်းကြီးနဲ့ယောသတီလေဒါဝိအမျိုးနွယ်ဖြစ်၍ထိမ်းများဆောင်နှင်းသောမယားမာရီနှင့်အတူစီးဝင်ခြင်းဟာဂါလိလဲပြည်နာဇရက်မြို့မှယူဒပြည်တွင်ဘဲလင်အမည်ရှိသောဒါဝိ၏မြို့သို့သွား၏ဟောအဲ့ဒီယူဒပြည်မှာတဲ့ယူဒဆိုတဲ့ပုဂ္ဂိုလ်ကသူကဒါဝိအမျိုးအနွယ်ဖြစ်တဲ့အတွက်အဲ့ဒီဘဲလင်မြို့မှာသူကတကောင်စီးရင်သွားသွင်းဖို့သွားတယ်တဲ့အဲ့ဒီချိန်မှာဘယင်တပါးတက်တယ်ဟေရိုမင်းကြီးဟိုဟေရိုမင်းကြီးအဲ့ဒီဟေရိုတပါးတက်လာတယ်နော်တက်လာတဲ့ခါသူကတကောင်စင်းကောက်ခိုင်းတာတကောင်စင်းကောက်ခိုင်းတဲ့ခါမှာသူကအားလုံးကိုမွေးတဲ့မြို့ကိုပြန်ပြီးမှတကောင်စင်းပြန်သွင်းရတာဖြစ်တယ်အဲ့တော့ကိုစင်းသွားတွင်းဖို့တဲ့ဘယ်လေမြို့ကိုသွားကြတယ်ဆိုဒီမှာလည်းမိခါချမ်းလာလည်းပဲရေးထားတယ်အိုးအေဖရက်ဘယ်လေမြို့မှာတင်ဒီမြို့ငယ်ဖြစ်တော့လေအစ္စရေးအစိုးရတော့တခင်ဒီတဲ့ငါအဖို့အဲ့ဒီမှာမွေးမယ်ဒီမှာလည်းဘယ်လေမြို့ကိုသွားပြီတဲ့အဲ့ဒီချိန်မှာမာရိနဲ့ယောသနဲ့ကဟိုအင်္ဂစ်ပဲလောက်ထားတယ်ဘယ်လိုလဲဟိုဥစားစစ်ဆက်ကြောင်းလန်းထားတဲ့အစ်မဲ့ရှိတယ်သူတို့လင်မယားမဟုတ်သေးဘူးနော်စစ်ဆက်ကြောင်းလန်းထားတာပဲရှိသေးတယ်နားဖောက်ထားတာပေါ့ဗျာဗမာလူဆိုတော့နားဖောက်ထားတောင်းထားတာပေါ့ဟိုတော့ဆိုအခုခေတ်ဆိုတော့ရီစာဖြစ်တာနဲ့ပွဲပြီးသွားပြီနော်တော်တော်များများပြောပြီးသွားရီစာဖြစ်ပြီဆိုတာနဲ့အဆုံးထိရောက်သွားပြီဟိုတော့ဆိုရင်ရီစာဖြစ်ယုံနဲ့တောင်းရထားတာယုံနဲ့နားဖောက်ထားယုံနဲ့နော်စစ်ဆက်ကြောင်းလန်းထားယုံနဲ့လုံးဝမတူမထီရဟိုတော့ကျွန်တော်တို့အသက်15နှစ်လောက်ထိအဲ့ဒီ15နှစ်ကျွန်တော်တို့20လောက်ထိအဲ့ဒီအတိုင်းတည်နေတယ်အခုကျွန်တော်20နောက်ပိုင်းဒီဘက်ရောက်လာတဲ့ခါကျတော့မဟုတ်တော့လူတွေကဖောက်ပြတော့အဲ့တော့မာရိအဖြူစင်စစ်ဖြစ်တယ်ဆိုတာသိချတယ်အဲ့တော့ဘိုက်ကြီးလာတယ်တဲ့ဘိုက်ကြီးလာတော့အမှတကောင်စင်းတော့သူပြန်ကြည့်အောင်နော်အဲ့ဒီချိန်မှာမာရိမှာဘိုက်ကြီးနေပြီးတဲ့အကျင့်မှရှိပြီတဲ့နော်လင်ကောင်မပေါ်ပဲရထားတဲ့သားလင်ကောင်မပေါ်ပဲရထားတော့ဟိုတဲ့ကမင်းဒီကမင်းလက်လျှောက်ကမင်းတာမဟုတ်ဘူးနော်ဖယားတခင်စီကလင်ကောင်မရှိပဲနဲ့ဖယားကထဲ့သွင်းတိုက်ရှင်ဝင်းတော်တကိုးဖယားကတကိုးတော်ထဲ့သွင်းလိုက်လို့ပွဲကြီးလာတဲ့သားကိုယူရဲ့အရင်မှရှိပြီဆက်ကြအောင်အဲ့ဒီမျိုးနဲ့ရှိနေစဉ်ဖွားတော်နေလာစီလင်တောင်းကိုဖွားမြင်၍အခုနှစ်ပြည့်ပြီးမှအဲ့ဒီတဲရစရ၌သူတို့နေစရာမရှိတော့ကြောင့်သူငယ်ကိုနွားစခွဲ၌တိတ်ထားလေအဲ့ဒီမှာရောက်နေဘယ်နဲ့မြို့မှာရှိနေစဉ်အဲ့ဒီချိန်မှာသူတို့အဲ့တဲ့တဲကိုခမ်းမှာသွားပြီးတဲနေတဲ့ချိန်မှာသူကနေစရာမရှိတော့လူတွေပြည့်ကုန်တယ်သူတို့သွားတော့နောက်ကျတဲ့ခါကျတော့နေရာတွေကမရှိတော့အခန်းတွေကမရှိတဲ့ခါကျတော့သူ့ရဲ့တမိုင်းကိုဖတ်ကြည့်တဲ့အခါမှာတဲ့ဟိုနွားသိန်းကုတ်မှာတော့နေရာတနေရာရှိတယ်တဲ့အဲ့ဒီမှာဘာဆိုအပြင်မှာထက်နေရာထက်ဆိုင်အဲ့ဒီမှာတော့နူးထူးရှိလိမ့်မယ်ဆိုပြီးတော့အဲ့ဇရက်မှုကပြောတယ်တဲ့ဆိုတော့အဲ့ဒီနွားတင်ကိုခေါ်တော့နွားတင်ကိုတည်းကသူတို့ကသေချာခုနကကျွန်တော်တို့လိုဟိုတင်းနေနဲ့တစ်သားနဲ့ကာတာမဟုတ်ဘူးသူတို့ကကြောက်တုံးနေနဲ့ကာတာ
ကြောက်တုံးနဲ့ထက်တက်ကားတာဘာလို့လဲဆိုအဲ့ဒီတော့ကဟိုတော့တာရဲတိဆန်နဲ့ပေါ်တဲ့ခါကျတော့တိုးတွေနွားတွေလာပြီးနှိုက်စားတာနှိုက်စားလို့မရအောင်ဆိုလုံလုံချုံချုံတိတ်တိတ်ချာချာကားလေပါမဝင်ဘူးနှွေးထွေးနေတာအဲ့ထဲမှာအဲ့ဒီသူတို့လင်မယားနေရာရှိနေရာရှိပဲသူတို့တော့အဲ့မှာဆိုလဲတော်သေးတာပေါ့ဆိုပြီးတော့အဲ့နေရာမှာတဲကြလေတဲ့ဖြစ်တယ်လို့အိတ်ကြတယ်အဲ့ဒီချိန်မှာပဲဒီဘက်လေမြို့မှာမွေးလာတယ်မွေးတဲ့ခါကျနေရာမရှိတဲ့ခါကျတော့လဲဟိုမြေကြီးပေါ်မှာထားရတဲ့အစင်မျိုးဖုံနေနဲ့နွားချီတွေတိုးချီတွေတိုးသေးတွေနဲ့ဆိုတော့စင်မပြေဘူးလေစင်မပြေတော့ဟိုနွားစခွဲတိုးစားတဲ့စခွဲနွားစခွဲရှိတယ်အဲ့ဒီစခွဲထဲမှာတိတ်ထားတယ်ဒါအတိကျနော်အတိကျဒါပေမဲ့ခရစ်တော်ရဲ့အမတ်ကညာထဲမှာဆိုရင်နွားစခွဲတရဖူရွှေမူရာလောဘန်အဲ့ဒါတွေကခရစ်တော်ရဲ့အမတ်ကညာတွေပဲအဲ့ဒီမှာရွှေနဲ့လောဘန်မူရာမလက်ဆောင်လာပေးဆိုကျန်းစာမှာတွေ့တဲ့ခါကျွန်တော်လက်ဆောင်ပေးကြရတယ်မှန်တယ်လက်ဆောင်ပေးကြရတယ်မှန်တယ်ဒါပေမဲ့ဒီစင်ပါမှာမဟုတ်ဘူးတမန်ဆိုတာတီရှင်တို့ကခန်းကြီးနေမှာအတိအကျရေးထားတာအငယ်ငါးကလည်းခုတိဖတ်ကြည့်မယ်အဲ့မှာအတိအကျပါနေတာဟိုးမိခါကျတဲ့စက်တဲပဲစက်ကြည့်မယ်ဟာဘကုတ်ခန်းကြီးတော့အငယ်ဆက်ဆုံးကိုရောဤလူတို့ကိုကဲတင်ခြင်းကိုရောပေးတော်မူ၍ဗိသိက်ခံသောသူတို့ကိုကဲတင်ခြင်းအလို့ငါထွက်ကြွတော်မူ၏အဲ့ဒီဟာဘကုတ်ခန်းကြီးတော့အငယ်73မှာကျတော့ကိုရောဤလူကိုကဲတင်ဖို့အတွက်လာလိမ့်မယ်ကိုရောပေးတော်မူသောဗိသိက်ခံသောသူကိုကဲဖို့လာလိမ့်မယ်ကျွန်တော်အဲ့ဒါဆက်ပြီးလေ့လာကြည့်အောင်ကိုရောဤလူဆိုတာကတခင်ယေရှုခရစ်တော်ထာဝရဘုရားကိုယ်ကိုယုံကြည်တဲ့လူတွေဟိုးအရင်ကတည်းကထာဝရဘုရားကိုယ်ကိုယုံကြည်တဲ့လူတွေအခုတော့ break ပြီးတော့သူဆိုတာကတခင်ယေရှုခရစ်တော်ရဲ့ဟောပြောတဲ့တင်ဝင်ငါဖြန့်ချီမှုကြောင့်တခင်ယေရှုခရစ်တော်ကြောင့်ဘုရားသခင်ကိုရောတခင်ယေရှုခရစ်တော်တိုင်းရှင်တော်ရဲ့ယုံကြည်လက်ခံကိုယ်ကလူတွေကဲတယ်ချင်းပြီးဖို့လာလိမ့်မယ်တဲ့အဲ့တော့ကျွန်တော်အဲ့ဒါကိုထောက်ထားကြပတ်တစ်ပိုင်းရှိကြည့်အောင်နိကောခန်းကြီးတင်အငယ်27မှ22အငယ်27တင်လို့နေငါတို့ကိုခရစ်တော်၌တည်စေ၍ဗိသိက်ပေးသောသူသာဖျားသခင်ဖြစ်သည်ဟောတင်တို့နဲ့ငါတို့ကိုခရစ်တော်၌တည်စေ၍ဗိသိက်ပေးသောသူကဖျားသခင်ဖြစ်သည်တဲ့အဲ့ဒါကိုဟိုးတမဟောင်းကျန်ဟာဘကုတ်မှာရေးထားတာဟာဘကုတ်ကိုရောလူကိုရောဗိသိက်ပေးတာလူကတင်ချင်းဖို့ပေးဖို့အတွက်ဖျားခင်ကောင်းကင်နိုင်ငံကနေသူ့သားကိုဆေးလွတ်လိုက်တယ်တဲ့သူကကောင်းသခင်ရှုခရစ်တော်ကောင်းကင်နိုင်ငံထွက်သွားပြီတဲ့အဲ့လိုရေးထားတာဘယ်တော့တိကျခိုင်မှာလဲရက်နဲ့လာနဲ့နှစ်နဲ့ပဲမပါတာတမန်မရှိဒါမလို့အဲ့လိုမပါမဖြစ်စေချင်လို့အဲ့ဒီဒီဇင်ဘာလအဲ့ဒီနေ့အဲ့ဒီရက်မှာဘုရားခင်ရှင်းမပြီးကျန်တဲ့နေ့ကျန်တဲ့ရက်ကျန်တဲ့လကျန်တဲ့နေ့ဒီမှာမိနေမှာဆိုတော့ဘုရားခင်တာကိုမထည့်ဘူးဒါပေမဲ့လူတွေရှောင်းလိုက်တာမသာသနာဖျက်ဆီးပြီးတော့လုပ်တာရောမအဲ့ဒါပုတ်ဂျူးလက်နဲ့ခွန်ဆန်ထိုင်အမင်းကြောင့်ဖြစ်လာဒီနေ့တမန်ကျမ်းစာထဲမှာမပါတဲ့အချက်အလျာတွေအပွဲတွေအများကြီးကျွန်တော်တို့လုပ်နေတယ်အဲ့ဒါကရိုမန်ကက်သလစ်တွေကြောင့်ပဲတကယ်ကျွန်တော်တမန်ကျမ်းစာထဲပွဲလုပ်ကြစမ်းဆိုကျွန်တော်မြင်တာကပွဲကပင်ဒီကုတ်တီပွဲကျွန်တော်လုပ်တင်တယ်ဒါကလည်းခြံမြေမြေတွေအိမ်တွေခြံတွေလုပ်တဲ့လူတွေလဲတွေလုပ်တဲ့လူတွေပဲလုပ်ရမှာခြံမြေလုပ်တဲ့လူတွေလုပ်ဆရာမလို့ဝယ်စားအခုကျွန်တော်အဲ့ဒါဆွဲပြီးဒီကနေဒါမှရောက်တယ်အမေရိကန်ရောက်တယ်အကုန်လုံးဟိုပင်ဒီကုတ်တီပွဲလုပ်ကြတယ်အခုစားတာကဟိုဈေးတော့တော့ဝယ်စားဒါလုပ်ဆရာမလို့ဘူးဒီမှာမရှိလို့ဒီပွဲတွေကဒါပေမဲ့ခြံလုပ်စားတဲ့လူတွေလဲလုပ်စားတဲ့လူတွေလုပ်ရမယ်ဒီဥစ္စာဒါပေမဲ့ကျွန်တော်တို့မဖြစ်နေလုပ်ရမယ်လုပ်တစ်ခုပွဲတစ်ခုရှိတယ်ဗျအဲ့ဒါပွဲတော်ကိုကျွန်တော်လုပ်ရမယ်ဒီပွဲတော်ဟာဒါ first over ပတ်ခါပွဲတော်ဒါမှမလုပ်ဘူးဆိုရင်တော့ခရစ်တော်နဲ့ကျွန်တော်တို့ဘယ်လိုမှမနှိစက်နိုင်တော့ဒီပွဲတော်လုပ်ရမယ်ပင်ဒီကုတ်ပုံဒီပွဲတော်ခြံတွေလုပ်တယ်လို့လဲတယ်လုပ်တယ်လို့Thanksgiving Day လို့လည်းခေါ်တယ်ကချင်လူဆိုကျေးဇူးတင်ပွဲအဲ့ဒါကခြံလုပ်တဲ့လူတွေအဲ့ဒါလည်းလဲလုပ်တဲ့လူတွေလုပ်ရမှာမလုပ်တဲ့လူတွေလုပ်ဆရာမလို့ဒီ Passover ဆိုတဲ့ဒီပွဲတော်ကျတော့လူတိုင်းလုပ်ဖို့လိုတယ်နေရာတိုင်းလုပ်ဖို့လိုတယ်ချင်းမျိုးလုပ်ဖို့လိုတယ်ခရိယန်တိုင်းလုပ်ဖို့လိုတယ်တခင်ရှုယူခြင်းလက်ခံကိုယ်ပဲလို့အကုန်လုံးလုပ်ဖို့လိုတယ်နောက်ပြီးတော့ကျွန်တော်တို့မဖြစ်မနေလုပ်ရမယ့်လုပ်တစ်ခုရှိတယ်တခင်ယေရှုခရစ်ရှင်ပြန်ထမြောက်တဲ့နေ့Easter Sunday
အဲ့ဒါကိုကျတော့လူတွေကကျဲဦးကြီးပေးပြီးတော့မှ Sunday ဆိုပြီးမှကျဲဦးတွေပေးပြီးတော့တယောက်နဲ့တယောက်ဒီနေ့တော့ခရစ်တော်ရှင်ပြန်ထမြောက်တယ်နေ့ပဲဆိုပြီးတော့ရှင်ပြန်ထမြောက်တရားလေးခေါ်ပြီးတော့မှတမန်ကာဆန်ကမပို့လို့ဆိုအဖြစ်သဘောနဲ့ပဲပြီးသွားကြတယ်အမှန်တကယ်တော့ကမ္ဘာလောကကြီးမှာဘယ်ဘာသာတရားမှမရှိဘူးမခင်သူမှမရှိဘူးမွတ်စလင်မှမရှိဘူးဗုဒ္ဓမှမရှိဘူးဘယ်ဘာသာမှမရှိတဲ့ရှင်ပြန်ထမြောက်ခြင်းပေသွားပြီးမှ3ရက်မြောက်တဲ့ရှင်မပြန်ရှင်ထမြောက်လာတဲ့သခင်ယေရှုခရစ်တော်ဖခင်ရဲ့ပွဲအဲ့တော့ကျွန်တော်တို့ကျူဆူဝါဖာပြီးမှအဲ့ဒီကျွန်တော်တည်င်းကျွန်တော်တို့ချစ်ကားတယ်တို့ချစ်ကားပြီးတော့လူတွေမြောက်များဆိုတော့ခေါ်ပြီးအဲ့ဒီတည်င်းဘောစကားပြောကြပြီးတော့အကုန်ချက်ခံပြီးကျွေးမွေးပြီးတော့မှလက်ဆောင်တွေပေးပြီးတော့မှလုပ်တင်တယ်ကျွန်တော်တို့ကလုပ်တင်တဲ့ပွဲတွေကိုကြတော့မလုပ်ပဲနဲ့မလုပ်တင်တဲ့ခရစ်စမတ်ပွဲကြတော့အကြီးကျယ်လုပ်ပြီးတော့ခရစ်စမတ်ပွဲမှာမလုပ်ရရင်ကောင်းကြီးပဲပိတ်နေတယ်လို့ခရစ်စမတ်ပွဲမှာမလုပ်အပြည့်ပဲကြီးနေတယ်လို့ဒီဇင်ဘာမှာအိမ်မှာကျေးဇူးမချင်အပြည့်ပဲကျိုးလို့နေတယ်လို့ခံစားရတာကျွန်တော်ကိုယ်တိုင်ခံစားခရစ်စမတ်ပွဲမှာခရစ်စမတ်လမှာခရစ်စမတ်ပွဲခရစ်စမတ်နေ့မှာသူများတွေကိုဆရာတွေကိုလက်ဆောင်ပေးမှာပဲကောင်းကြီးဖြစ်တော့မယ်အလှငွေပေးနိုင်မှာကောင်းကြီးဖြစ်တော့မယ်မရှိတော့မှချီးပေးတာဗျာခရစ်စမတ်ပွဲလုပ်တဲ့ခါလည်းမရှိနဲ့ချီးပြီးလုပ်တာအကျွေးတွေတင်ကုန်တယ်တင်းတော်လေးအိမ်ဒီမှာအကျွေးတွေတင်ကုန်တယ်ဆရာတွေလက်ဆောင်ပေးတာမရှိတဲ့ပတ်စံချီးပြီးပေးလို့ကောင်းကြီးဖြစ်ပါစေဆိုပြီးမှ no တမမရှိတော့မဟုတ်ဘူးလားပေကန်လူတင်းတင်းတို့ကောင်းကြီးရမှာသိချပါလေဒါပေမဲ့ခရစ်စမတ်တက်ရည်စွင်းတော့လကားပဲအကျွေးတင်ခံပြီးတော့အလှတွေမပေးပါနဲ့အဲ့ဒီခရစ်စမတ်မှာတော့ပြောစရာတခုရှိတယ်ခရစ်စမတ်ပဲမဟုတ်ခရစ်ယာန်တွေဖျားရှိခိုးတဲ့အခါမှာဒီကတော့ခရစ်စမတ်ပွဲကိုပြောလို့ရတယ်ဘယ်ပွဲမှာမဆိုဆရာတွေကိုလက်ဆောင်ပေးတဲ့အခါမှာသင်တို့ဆရာကိုတမျိုးတရားဟောဆရာကိုတမျိုးဆရာမကိုတမျိုးလက်ဆောင်ပေးခွဲပြီးပေးတာအဲ့ဒါလုံးဝကောင်းကြီးဖြစ်မှာမဟုတ်ဘူးတမန်ဆိုဒါမှမြတ်တာဒါမှတရားတဲ့နည်းစနစ်ဒါအရှက်ခွဲတဲ့နည်းစနစ်ကောင်းကြီးပေးမှာကဘုရားခင်ပေးမှာလေဘာလို့ခွဲခြားဆက်ဆံနေတာဘုရားခင်ခွဲခြားဆက်ဆံတာမှမဟုတ်ဘူးဘုရားခင်အမျိုးသမီးတွေနဲ့မျိုးသားတွေနဲ့တတ်နိုင်တဲ့မြတ်အကောင်းဆုံးအနည်းဆက်ဆုံးဓာတ်မျိုးတွေဆက်ဆံခွင့်ပေးထားတယ်ဒါပေမဲ့ယောက်ျားပိုင်းနဲ့မိန်းမပိုင်းတော့ဘုရားခင်ခွဲခြားနေတော့မယ်မိန်းမတွေမလုပ်ရတဲ့အလုပ်တွေအများကြီးရှိတယ်မိန်းမတွေမဟောရမပြောရမရောက်ရမထိုင်ရမယ့်နေရာတွေအများကြီးရှိတယ်ဒါပေမဲ့အများဆုံးကတော့ဓာတ်မျိုးတွေဆက်ဆံရမယ်နော်ဘာလို့တရားဟောဆရာနဲ့ဘာလို့သင်ဟောဆရာနဲ့ဘာလို့ reverend နဲ့ဘာလို့သိခါရဆရာနဲ့ဘာလို့နာမည်ကြီးဆရာကိုကျတော့ let's အလူငွေတသိန်းပေးပြီးတော့မှရိုးနာမည်မရှိတဲ့ဆရာတွေကျတော့2000တော့3000တော့5000တော့ဖြစ်သွားပေးတာတော့ဘာလို့အတိတ်ဘက်မှာဆိုရင်တော့လက်တရားသိန်းဦးဆရာဦးဆောင်တဲ့သိန်းဦးဆရာကြီးတွေကိုပတ်စံတသိန်းပေးပြီးတော့မှဆရာနဲ့လက်တွဲပြီးတော့မှလှုပ်ဆောင်နေတဲ့လက်ထောက်သိန်းဦးဆရာတို့တရားဟောဆရာတို့ဓမ္မဆရာတို့ကျတော့1000တော့2000တော့5000တော့သွားပေးတာတော့အဲ့ဒါကောင်းကြီးမဖြစ်တော့ဘူးလေကောင်းကြီးအမင်္ဂလာဖြစ်ပြီလေဒါခရစ်စမတ်မှာအဆိုးဆုံးလုပ်တာဒါတွေကျွန်တော်ပြင်ရမယ်တမန်မဆိုနော်ဆက်ကြည့်အောင်အန်ဒီနဲ့ဆက်နေဘုရားသခင်ဒီငါတို့ကိုတစိတ်ခိုက်၍ငါတို့စိတ်နှလုံးထဲ၌ဝိညာဉ်တော်တည်းဟုသောစာရန်ကိုသွင်းပေးတော်မူ၏ဘုရားသခင်ကငါတို့ကိုတစိတ်ခိုက်၍ငါတို့ရဲ့စိတ်နှလုံးထဲမှာစယံဝိညာဉ်ကိုစယံဖြစ်သွင်းထားပြီးသားဖြစ်တယ်နောက်တစ်ပတ်ကျမ်းစာဖတ်ကြည့်အောင်ကျေးဇူးကိုမသိတဲ့လူကတော့တဲ့ကိုယ့်မိသားစုမှာကျေးဇူးတော်မချီးမွမ်းတတ်တဲ့လူကျေးဇူးတော်မချီးမွမ်းတဲ့လူကမကောင်းတဲ့အရာနဲ့ဆက်ဆိုင်တဲ့လူဖြစ်တယ်ထိုသူ၏အိမ်ဒီမကောင်းသောအမှုနှင့်မကင်းမလွတ်ရထိုသူ၏အိမ်ဒီမကောင်းသောအမှုနဲ့မကင်းမလွတ်ရဘူးတဲ့အသင်းတို့ဒီကျေးဇူးပြန်ကြည့်အောင်အကျဉ်သူကျေးဇူးကိုမသိကျေးဇူးတော်မချီးမွမ်းတဲ့လူဟာတဲ့ဘလောက်တိဒုက္ခကြီးတယ်ဘလောက်တိပြဿနာကြီးတယ်ဘလောက်တိအမင်္ဂလာဖြစ်ကြည့်အောင်မကောင်းသောမှုနဲ့ဆက်တယ်တဲ့ကျေးဇူးတော်မချီးမွမ်းတဲ့လူအလုံးအလျက်မကောင်းတဲ့အလုပ်ကိုလုပ်တဲ့လူတယောက်ဖြစ်သွားတယ်ကျေးဇူးတော်မချီးမွမ်းတတ်တဲ့အိမ်ကျေးဇူးတော်မချီးမွမ်းတဲ့ပုဂ္ဂိုလ်ကျေးဇူးတော်မချီးမွမ်းတဲ့အသိတော်ကျေးဇူးတော်မချီးမွမ်းတဲ့ယုံကြည်သူအလုံးအလျက်မကောင်းတဲ့ကျင့်ကိုကျင့်တဲ့လူဖြစ်တယ်တဲ့အဲ့ဒီလူရဲ့အိမ်ကတော့အဲ့ဒီအသိတော်တွေအဲ့ဒီသိတော်သင်သားတွေအဲ့ဒီပုဂ္ဂိုလ်ရဲ့အိမ်အဲ့ဒီပုဂ္ဂိုလ်ကတော့ဘာဖြစ်လဲဒီအိမ်ဒီမကောင်းသောအမှုနဲ့မကင်းမလို့ရမကောင်းသောအမှုနဲ့မကင်းမလို့ရဘူးအမင်္ဂလာဖြစ်မယ်လို့ပြောတာနောက်တစ်ပတ်ကြည့်အောင်
ရှိကြလော ကျေးဇူးတော်ကိုတည်သောစိတ်ရှိကြလောတဲ့ကလောသဲခန်းကြီး3အငယ်15မှာကျေးဇူးတော်တည်သောစိတ်ရှိဖို့အသိရေးကြီးတယ်ဒါပေမဲ့ဒီဇင်ဘာမှာခရစ်စမတ်ပွဲမဟုတ်ဘဲနဲ့ခရစ်စမတ်ပွဲလုပ်တာတော့မဟုတ်ဘူးဒီလိုပုံစံနဲ့တည်ဖို့မဟုတ်ဘူးအမြဲတမ်းသိနေဖို့အမြဲတမ်းချီးမွမ်းနေဖို့အမြဲတမ်းခရစ်တော်ချီးမွမ်းနေဖို့ပဲနောက်ကြည့်အောင် ရောမခန်းကြီးနှစ်အငယ်4မှအငယ်4ဖျားသခင်ကျေးဇူးတော်ဒီတင့်ကိုနောင်တလန်းတို့သွေးဆောင်ဒီကိုမတိမမှတ်ပဲကျွယ်ဝစွာကျေးဇူးပြုတော်မူခြင်းတိခံတော်မူခြင်းစိတ်ရှိတော်မူခြင်းတို့ကိုမထီမဲ့မြင်ပြုသလော ဖျားတခင်ကျေးဇူးတော်ကြောင့်ဖျားတခင်ကျေးဇူးတရားကျေးဇူးတော်တဲ့ကြောင့်မင်းကိုနောင်တကိုသွေးဆောင်တာနော်ချမ်းသာခြင်းဖို့ပျော်ရွှင်စေဖို့အောင်မြင်စေဖို့ကောင်းတဲ့နိုင်ငံတင်ဖို့ဆွဲတင်တော့မင်းကမထီမဲ့မြင်ပြုတာလားကျေးဇူးတော်မချီးမွမ်းတဲ့လူကဖျားတခင်ကျေးဇူးတရားကိုကျေးဇူးတော်မချီးမွမ်းတတ်တဲ့လူကဖျားတခင်ရဲ့ဒီကျေးဇူးတရားမသိတတ်တဲ့လူတယောက်ဖြစ်တဲ့အပြင်နော်ကောင်းတဲ့နိုင်ငံတွားဖို့အတွက်ကျွန်တော်တို့ကိုဖျားတခင်က တိခံတော်မူခြင်းစိတ်ရှိတော် ဖျားတခင်သီးခံတော်မူခြင်းကိုလည်းကျွန်တော်အသိမှမပြုရရောက်တယ် ကျွယ်ဝစွာကျေးဇူးပြုတော်မူခြင်း ကျွယ်ဝစွာကျေးဇူးပြုခြင်းကိုလည်းကျွန်တော်တို့အသိမှမပြုရရောက်တယ်တဲ့စဉ်းကြည့်အောင်နော် ရောမခန်းကြီးနှစ်အငယ်4မှအငယ်4ဖျားသခင်တော်ဒီတင့်ကိုနောင်တလန်းတို့သွေးဆောင်ဒီကိုမတိမမှတ်ပဲ ဘုရားတခင်မင်းကိုနောင်တရအောင်ဘလောက်ပဲပြောကျေးဇူးတော်ကြောင့်နောင်တရရှိစေခြင်းပဲမဲ့နောင်တရဖို့တိုက်တွန်းနေပဲမဲ့နောင်တရပြီးတော့မှဘုရားတခင်ကောင်းခြင်းကိုလည်းခံစားဖို့ကြွယ်ဝချမ်းသာဖို့ဘုရားတခင်သီးခံပြီးမှဟောပြောသွန်သင်တာနောင်တရဖို့နော် ကျွယ်ဝစွာကျေးဇူးပြုတော်မူခြင်း ကြွယ်ဝစွာကျေးဇူးပြုတဲ့အကြောင်း ခံတော်မူခြင်း သခင်ယေရှုခရစ်တော်သီးခံဘုရားတခင်သီးခံတဲ့အကြောင်း တော်မူခြင်းတို့ကိုမတိ sorry တိခံတော်မူခြင်းစိတ်ရှိတော်မူခြင်းတို့ကိုမထီမဲ့မြင်ပြုသလား ဘုရားတခင်စိတ်ရှည်ခြင်းကိုလည်းမထီမဲ့မြင်ပြုတာဆော်ကားတာပဲနောင်တရရှိစေခြင်းကိုလည်းပဲဆော်ကားတာနောင်တမရတဲ့အပြင်ဘုရားတခင်သီးခံခြင်းစိတ်ရှည်ခြင်းသီးခံခြင်းကျွယ်ဝစွာကောင်းခြင်းမင်္ဂလာပေးမယ်ဆိုတဲ့အရာတွေကိုဆန့်ကျင်ပုံကန်တွန်းထုတ်ကန်ထုတ်လိုက်တာပဲဒါကသူတို့အပြစ်ကြီးတယ်ဒါကကြီးစိုးလို့မချီးမွမ်းတဲ့လူတွေသူတို့အပြစ်ကြီးတယ်ဆိုတော့ဘုရားခင်တခင်ရှုခရစ်တော်မွေးလာတဲ့အကြောင်းကိုနေ့တိုင်းချီးမွမ်းဖို့အရေးကြီးဆိုတာပြောနေတာပဲနော်ဆက်တော့ရအောင် အငယ်ကထိုတို့ပြုနေစိတ်ခိုင်မာ၍နောင်တမရသည်နှင့်ညီဒေါသနှင့်ဒီဟုသောဖျားသခင်တရားတော်ထင်ရှားသောနေ့၌ကိုခံစရာဖို့အမျက်ဒေါသကိုစီးဖို့တလော အဲ့ဒါလို့ဆိုရင်တဲ့မင်းတို့တွေကနော်အဲ့ဒါလို့ဆက်လုပ်တယ်ဆိုဘုရားခင်ဒေါသကိုဆွပေးနေတဲ့လူတွေပဲကိုဘုရားခင်ဒေါသဘုရားခင်စီရင်ခြင်းဘုရားခင်ရဲ့ရိုက်ပုံညင်းစဲနှိမ့်ဆက်ခြင်းကိုမခံရပြခံရအောင်ကိုတင်ယူနေတဲ့လူတွေလုပ်နေတဲ့လူတွေကိုလုပ်နေတာတဲ့နော် ဒေါသနှင့်ဒီဟုသောဖျားသခင်တရား ကြည့်အောင်ငယ်ငါးမှာ အငယ်ကထိုတို့ပြုနေစိတ်ခိုင်မာ၍နောင်တမရသည်နှင့်ညီ အဲ့ဒါလို့အခုနပြောသလိုပေါ့နော်ဘုရားခင်ကြီးစိုးစော်ကားတယ်လို့ကနောင်တလည်းမရဘူးဘုရားခင်ကိုခေါင်းမာပြီးတော့ကိုခေါင်းမာပြီးတော့မှဘုရားခင်စကားကိုလည်းနားမထောင်ပဲကိုယ်ကနေတတ်တယ်လို့နေချင်းလို့နေလုတ်ချင်းလို့ခရစ်စမတ်မပွဲဘူးခရစ်စမတ်ပွဲလို့နော်မဟုတ်တာကကြတော့ဒီကြီးကျယ်လို့ဟုတ်တာကကြမလို့နော်ဟုတ်တာလည်းမလို့မဟုတ်တာလည်းမလို့အဲ့ဒီလူတွေဟာတဲ့ဒီမှာဘုရားခင်ဒေါသထွက်တာ အနေဒီဟုသောဖျားသခင်တရားတော်ထင်ရှားသောနေ့၌ကိုခံစရာဖို့အမျက်ဒေါသကိုစီးဖို့တလော ဘုရားခင်ဒေါသထွက်တဲ့နေ့ဘုရားခင်ဒေါသထွက်လာအောင်လုပ်တဲ့နေ့ဘုရားခင်ဒေါသထွက်လာတဲ့နေ့ကြရင်တဲ့ဘုရားခင်ဒေါသကိုယ့်ပေါ်မှာရောက်အောင်လုပ်တဲ့လူတွေပဲနောက်တစ်ပတ်ကြည့်အောင်ကျွန်တော်တို့ တစ်သက်ခန်းကြီးကအငယ်23မှ24အငယ်23နာသခင်ယေရှုခရစ်ကြွလာတော်မူသောအခါသင်တို့၏ကိုယ်ခန္ဓာစိတ်ဝိညာဉ်အပေါင်းကိုအပြစ်တင်ခွင့်နှင့်ကင်းလွတ်စေခြင်းကဆောင်ရတော်မူပါစေသော ငါတို့သခင်ယေရှုခရစ်တော်ကြွလာတော်မူတဲ့အခါမှာတဲ့ကျွန်တော်တို့အားလုံးအပြစ်တင်ခြင်းနဲ့ကင်းလွတ်အောင်ကင်းလွတ်တဲ့လူတွေဖြစ်ကြဖို့အသိရေးကြီးတယ်တဲ့နောက်တစ်ပတ်ကြည့်အောင် အငယ်24သင်တို့ခေါ်တော်မူသောသူသည်သစ္စာနှင့်ပြည့်စုံသည်ဖြစ်၍ထိုတို့ပြုတော်မူလိမ့်မည် ဘုရားသခင်သခင်ယေရှုခရစ်ဘုရားသခင်ကသစ္စာနဲ့ပြည့်စုံတဲ့အတွက်ကြောင့်မို့သူပြောတဲ့အတိုင်းပဲဒီသစ္စာတဂတိဒီသစ္စာရှိစွာဖြင့်ဒီတိုင်းပဲသူလုပ်သွားမှာဖြစ်တယ်တဲ့နောက်ဆုံးကြည့်အောင်ကျွန်တော်ကြားမှတ်တဲ့ နိကောခန်းကြီးတစ်အငယ်2 နောက်တစ်ချက်တော့ကြည့်အောင်နော်တရားလေး တစ်သက်ခန်းကြီးက တစ်သက်ခန်းကြီး9နော်
တက်တာလောနိခန်းကြီး9အငယ်ဆက်23နဲ့23လက်ချက်ပြကြည့်အောင် ဒါတခင်ယေရှုခရစ်ကြွလာတော်မူသောအခါတင်းတို့ဤကိုယ်ခန္ဓာစိတ်ဝိညာဉ်အပေါင်းကိုအပြစ်တင်ခွင့်နှင့်ကင်းလွတ်စေခြင်းကဆောင်ရတော်မူပါစေသော ခင်ယေရှုခရစ်တော်ကြွလာတဲ့နေ့နောက်တစ်ခေါက်ပြန်ပြီးကြွလာတဲ့နေ့ကြရင်တဲ့ဒုတိယတစ်ချိန်ကြွလာတဲ့ခါကျကျွန်တော်ရဲ့ကိုယ်ခန္ဓာနဲ့ကျွန်တော်ရဲ့စိတ်ဝိညာဉ်ကိုအပြစ်တင်စရာမရှိပါစေနဲ့အပြစ်တင်စရာမရှိအောင်ကြိုတင်ပြင်ဆင်မွမ်းမံဖြစ်ဆွတ်လက်လျှောက်ကျင့်ကြအားထုတ်ခြင်းအပြင်အသိပြင်ဆင်ထားကြပါနော် တင်းတို့ခေါ်တော်မူသောသူသည်သစ္စာနှင့်ပြည့်စုံသည်ဖြစ်၍ထိုသို့ပြုတော်မူလိမ့်မည် အဲ့ဒါခင်ယေရှုခရစ်တော်ဘုရားကသစ္စာနဲ့ပြည့်စုံဘုရားတခင်ဆိုအဲ့ဒီအခုဒီဘုရားတခင်သစ္စာနဲ့ပြည့်စုံဒီသစ္စာတရားတိုင်းပဲသူလုပ်သွားမှာပဲသူပြောတဲ့အတိုင်းပဲသူဂတိတည်တယ်ဂတိတည်တဲ့အတိုင်းပဲသူလုပ်သွားမှာပဲဒါမှဒီကျမ်းစာကိုသိချနားနေဖို့သိရည်တမန်ဘူးဆိုရင်စัจကြနောက်ဆုံး သခင်ယေရှုခရစ်နှင့်ငါတို့ဖသည်ဟုသောဘုရားသခင်ထံတော်ကကျေးဇူးတော်နှင့်ညီသက်ခြင်းသည်တင်းတို့၌ရှိပါစေသော ကျေးဇူးတော်ကြောင့်သခင်ယေရှုခရစ်တော်ညင်သက်ခြင်းဒီတဲ့ကျွန်တော်တို့ပုံမှာရှိပါစေတဲ့ဆုတောင်းပေးနော် သခင်ယေရှုခရစ်နှင့်ငါတို့ဖသည်ဟုသောဘုရားသခင်ထံတော်ကကျေးဇူးတော်နှင့်ညီ သခင်ယေရှုခရစ်တော်နဲ့ကျွန်တော်တို့ရဲ့အဖဖြစ်တဲ့ဖယားသခင်စီကကျေးဇူးတော်ဒီတဲ့ သည်တင်းတို့၌ရှိပါစေ အဲ့ဒီည သော င်သက်ခြင်းကျေးဇူးတော်တွေကျွန်တော်တို့အားလုံးပေါ်မှာအမှန်တကယ်ရယူခံစားနိုင်ကြပါစေတဲ့ဒါကြီးကြီးတယ်နော်နောက်ဆုံးတစ်ပတ်ကြည့်အောင် ကိုရောကဘုရားသခင်၏နှုတ်ကပတ်တရားတော်ကိုနာ၍ကျင့်ဆောင်တော်သူသည်မြတ်စွာသောမင်္ဂလာရှိသည်ဟုမိန့်တော်မူ၏ တချို့ကနှုတ်ကပတ်တော်ကိုနာပြီးတော့ချစ်ဆောင်တဲ့ထဲမှာမပါဘူးယေရှုခရစ်တော်ကိုယုံကြည်ကြည်ရပြီဆိုပြီးမှပေါက်ခဲ့အလုပ်တာရှိတယ်ယေရှုခရစ်တော်ယုံကြည်တာလူမဲ့လိုင်စင်ရထားတယ်လို့မျိုးယုံကြည်တဲ့လူတွေရှိတယ်ဒါပေမဲ့နာရွေ့ဒီမှာရေးထားတယ်နော်ရှင်လုကာခန်းကြီး7မှာနော်ငွေ28မှာဖျက်ခင်နှုတ်ကပတ်တော်နာရွေ့ချစ်ဆောင်တော်သူဒီမင်္ဂလာရှိတယ်လို့ပြောတာတမန်လို့ဆိုလို့နာယုံနဲ့မရဘူးယုံကြည်ယုံနဲ့မရဘူးကျင့်ဆောင်ရမယ်ကျင့်ဆောင်ခြင်းနဲ့ကတိကျရရမယ်ထို့သူအဖြစ်သခင်ယေရှုခရစ်တော်ကတိကျဆိုကျေးဇူးကိုယ်တော်လက်မဆက်မဆက်တော်လက်မကိုယ်ပြီးယုံကြည်သူခရိယာနေဖြစ်စေမယုံကြည်သူတွေဖြစ်စေယုံကြည်လက်ခံခြင်းဖြစ်ကတိကျဆုကျေးဇူးရစေအဝေစီငရဲဂျိုးမကတ်အောင်ကျွန်တော်တို့အဝေစီငရဲတဲ့ကယုံထွက်ကြပါစို့နော်အားလုံးဖျက်ခင်ကောင်းချီးပေးပါစေ